သာသနာတော်နှစ်2558နှစ်ကောဇာတက္ကရာ1386ခုနှစ်နေုံလာပြီကျော်4ရက်2014ခုနှစ်ဇွန်လ16ရက်နေ့ရန်ကုန်တိုင်းဒေသကြီးမေယံကုန်းမြို့နယ်သာသနာရေးဝန်ကြီးဌာနသာသနာတော်ထွန်းကားပြန်ပွားရေးဦးစီးဌာနသုသီရိဗိမာန်တော်အတွင်းဆင်းရဲခြင်းပြုလုပ်အပ်သည့်သာသနာပူဇာမြတ်မင်္ဂလာတရားအလှတော်ဓမ္မသဘင်အခမ်းအနား၌မင်္ဂလာတောင်ကျွန်းမြို့နယ်မင်္ဂလာဈေးမိဘဝေဝါဆွေမျိုးများနှင့်ဥတည်ဆိုတော်အားရည်စူး၍ဒေါ်လာခင်မိသားစုကိုကျော်သိန်းဆေးဆိုင်အမတဒါနဓမ္မဒါနအဖြစ်ဖြင့်ဟောကြားအပ်သောလောကသားတို့အတွက်မြတ်ဗုဒ္ဓ၏ကြိုးပမ်းချက်အပိုင်း42တရားဒေသနာတော်ဒီနေ့ကျဓမ္မသဘင်ခန္ဓာကိုရွှေဘုန်းတော်သခင်ရှင်တော်မြတ်ဖရာ၏မဟာကရုဏာကုံကိုအာယုံပြုကာတိကျုဖွဲ့ဆိုအပ်သောဝန္ဒနာပနာမအာတိတဂါထာကိုရွတ်ဆိုပူဇော်ခြင်းဖြင့်စတင်ကြရအောင်ယောကပကောတိဟိပိယပမေယံကာလံကရွန်တော်တိဒုက္ခရာနိခေရံကတောလောကဟိတယာနာထောနမောမာကာရုဏိကတတတ္တယောနာထောဝိနိယမြာစွာတတ္တဝါဤချမ်းသာစီးပွားလိုလားတောင်းတကုံပေါင်းခါသဖြင့်နာထမြညာခြင်းရှင်တော်မြတ်ဖရာသည်ကပ္ပကောတိဟိပိဂရေကဘာအရေးအတွက်သင်္ချာတို့ဖြင့်တော်လဲအဘေမေယံအရေးအတွက်တိုင်းတာဖော်ပြခြင်းငါမစွမ်းနိုင်ပါသောကာလံလေးအသင်ချေသိမ့်နေကဘာရှိကြသောကာလပတ်လုံးလောကဟိတယတတ္တလောကဤအကျိုးစီးပွားအလို့ငါအတိဒုက္ခရာနိဥစ္စာအသက်ချေလက်အင်္ဂါမေတ္တာကြီးမှသမိတာနှင့်တထာဇနီဆွန်ကြီးကြီးဟုကျက်တိထဝေ90အစုအလွန်ခဲရင်တော်မူတော်ကိုကရွန်တော်ဘုရားဖြစ်ရန်ဤတန်ကြုတ်ကုတ်အာထုတ်တော်မူရသည်ဖြစ်ပြီးခေရန်လက်ချေမျက်လုံးအသက်ဆုံးလျက်နှလုံးစိတ်ဝံကိုရောဤပင်မခြင်းတို့ကတောဘဝတဏ္ဍကျိဖန်များစွာရောက်တော်မူကြရရှာလိပြီမဟာကရုဏီကတတ္တဝါများရင်ဝဲသားကဲ့သို့တနာချစ်ခင်မဟာကရုဏာရှင်ဖြစ်တော်မူသောတသနာတသဝိနည်းများစွာတတ္တဝါဤချမ်းသာစီးပွားလိုလားတောင်းတဂုံပေါင်းခါသဖြင့်နာထမြညာထိုရှင်တော်မြတ်ဖရာအားနမောယုတိပြောင်းပြော့မှန်ကိုလျော်၍ကရောယုကျိုးရှိခိုးခြင်းသည်အထုဘဝတုစင်စစ်မသွေဖြစ်ပါစေတည်းလောကသားတို့အတွက်မြတ်ဗုဒ္ဓ၏ကြိုးပမ်းချက်အပိုင်း42မြတ်စွာဘုရားသခင်ကိုရောမြတ်ဘုရားပြည့်သို့ရောက်တော်မူပြီးတဲ့နောက်ဣတိပတနာလို့ခေါ်တဲ့ဘေးမဲ့တော်မှာပထမဆုံးဝါဆိုပြီးထို့အရက်တွေမှာတရားတွေရဲ့အကျိုးစီးပွားကိုဆောင်ရွက်ဖို့ဆိုပြီးတော့လှည့်လည်ဝါကပ်ပြီးတော့ဝါ30အတိတကြမဟုတ်ပဲနဲ့ဟိုနေရာဝါဆိုလိုက်ဒီနေရာဝါဆိုလိုက်နဲ့မစ္စည်းမဒေသဧရိယာအတွင်းမှာလှည့်လည်သတင်းသုံးရင်ကနေပြီးဝါ20ပြည့်သွားတဲ့အခါမှာ21ဝါမြောက်ကနေစပြီးတော့သာဝတိမြို့စေရဝံကျောင်းမှာပဲသာဝတိမြို့မှာပဲဝါကတ်တော်မူတယ်ယမယခစေရဝံကျောင်းမှာတရင်သုံးပြီးယမယခပုပ္ပယုဝိသခကျောင်းမှာရည်လှူတဲ့မိဂရမာတုပါတာရလို့ဆိုတဲ့ကျောင်းတိုင်းမှာတရင်သုံးတော့အဲ့ဒီ21ဝါမြောက်ကနေစပြီးတော့25ဝါကာလပတ်လုံးမြတ်စွာဘုရားထိုဒေသတွေကို
ပြောင်းလဲဝါကတ်လေးမရှိတော့ဘူးပေါ့အဲ့ဒီမှာပဲဝါဆိုတာများတယ်သို့သောနောက်ဆုံးဝါကြတော့ဝေလူဝယေဝါဆိုတာဝါကတ်ခဲ့သေးတယ်နော်အဲ့ဒါလို့မြတ်စွာဘုရားရဲ့ဝါတော်စဉ်တွေနဲ့ပတ်သက်ပြီးတော့ကြည့်တာဝတိမြို့မှာကြီးပဲဝါကတ်တယ်ဝါကျွတ်ပြီဆိုလို့ရှိရင်တော့ခရီးဒေသစာရီကြွချီတော့ခရီးဒေသစာရီကြွချီတယ်ဆိုတာဟိုဒေသတွေအလယ်ပတ်သွားတာမဟုတ်ဘူးမြတ်စွာဘုရားမှာကြီးမားတဲ့ရည်ရွယ်ချက်ကြီးတွေရှိတယ်နံပါတ်1ရည်ရွယ်ချက်ကတော့ထိုဒေသမှာရှိနေကြတဲ့ကျွတ်ထိုက်တဲ့ပုဂ္ဂိုလ်တွေကိုတရားဓမ္မဟောပြောပြီးတော့အသိပညာမြင့်မားစေဖို့အတွက်မကျွတ်ထိုက်တော့လဲအသက်အရွယ်ကြီး၍ဖြစ်စေအခြားကြောင်းကြောင့်ဖြစ်စေဖရာဘူးတရားနာမလာနိုင်လို့ဝေးလံတဲ့အရာကပုဂ္ဂိုလ်တွေလဲမြတ်စွာဘုရားသခင်ကိုရောမြတ်ကိုဖူးတွေ့ရလို့တရားဓမ္မနာလဲရလို့ရှိရင်အကျိုးကျေးဇူးတွေရမယ်ဆိုတဲ့မျှော်မှန်းချက်တရားတွေရဲ့အကျိုးကိုမျှော်ကိုးပြီးတော့လောကသားတွေရဲ့အကျိုးအတွက်မြတ်စွာဘုရားဟာခရီးဒေသစာရီကြွချေလေးရှိတာဖြစ်ပါတယ်12လရှိတဲ့နေရာမှာ9လလောက်ဟာမြတ်စွာဘုရားဝါကျွတ်ထန်တဲ့တပြိုင်နဲ့ဒေသစာရီကြွချေလေးရှိတယ်တနေရာထဲမှာအမြဲတမ်းသုံးခြင်းမရှိဘူးအဲ့ဒါလို့နဲ့လောကသားတွေရဲ့အကျိုးစီးပွားကိုဆောင်ရွက်တော်မူလာခဲ့တာတတ်တော်82နှစ်လောက်ထိရောက်ရှိလာခဲ့ပြီအဲ့ဒီမြတ်စွာဘုရားတတ်တော်82နှစ်ရောက်ရှိလာတဲ့အချိန်အခါမှာသာသနာတော်မှာအလွန်ကြီးမားတဲ့ပြဿနာကြီးတွေမလိမ္မာတဲ့ပုဂ္ဂိုလ်တွေကြောင့်မြတ်စွာဘုရားရဲ့တတ်တော်ကြီးရင်တဲ့အပိုင်းမှာပြဿနာတွေပေါ်ထွက်လာခဲ့တယ်ပေါ့အဲ့ဒီပြဿနာတွေကတတ်တော်82နှစ်နောက်ပိုင်းမှာဖြစ်ပေါ်လာတဲ့ကြီးမားတဲ့ပြဿနာကြီးတွေပဲသို့တော်မြတ်စွာဘုရားအနေနဲ့ကတော့တရားရဲ့အကျိုးကိုတရားတို့ရဲ့အကျိုးကိုအမြဲတမ်းလိုလားတော်မူတဲ့စိတ်နဲ့မြည်သည့်ပြဿနာဖြစ်စေမိမိဘက်ကတိမှတ်မှန်ကန်တဲ့မေတ္တာကရုဏာမပြတ်ထိုအခက်အခဲတွေကိုကျော်လွှားသွားမြဲပဲဖြစ်တယ်ပြဿနာပြုလုပ်သူကိုလည်းမြတ်စွာဘုရားဟာမုန်းတီးခြင်းမရှိဘူးအလုံးအပေါ်မှာကောင်းကျိုးချမ်းသာတွေကိုလိုလားတဲ့စိတ်နဲ့ပဲပြဿနာကိုဖြေရှင်းဆုံးဖြတ်သွားတာဖြစ်တယ်ပေါ့တတ်တော်82နှစ်အရွယ်ပိုင်းရောက်လာတဲ့အခါဘာပြဿနာစတင်လာလဲလို့ဆိုကောသမိပြည်မှာမြတ်စွာဘုရားခရီးဒေသစာရီကြွချီရာကနေကောသမိရောက်နေတယ်ကောသမိဆိုတဲ့မြို့ကပြဿနာအလွန်များဖြစ်ပေါ်လာခဲ့တဲ့မြို့ပဲမာဂန္ဒီတို့ပြဿနာဆိုတာလဲကောသမိမှာပဲကောသမိပြည်ကယဟန်နေအချင်းချင်းကွဲပြားကြလို့အကြီးအကျယ်ဝိဝါဒကွဲပြားမှုကြီးပဋိပက္ခကြီးဖြစ်ပေါ်လာတာလဲကောသမိပြည်မှာပဲကောသမိပြည်မှာခိတ္တသတင်းသုံးနေတဲ့အခိုက်မှာဒီတစ်ချိန်မှာမြတ်စွာဘုရားကိုကြီးညိုကြတဲ့ပုဂ္ဂိုလ်တွေကတိုးလို့သာလာသည့်အတွက်ကြောင့်လာဘလို့ဆိုတဲ့မြတ်စွာဘုရားကိုလှူခြင်းတန်းကျင်တဲ့လူတွေများလို့ပစ္စည်းလေးပါးဆိုတာလဲအလွန်ပေါ်များဆွမ်းကွမ်းအလျံမဲ့ဖြစ်ပြီးစွမ်းသင်္ကန်းကြောင်းစေးဆိုတာလူလေသေးမရှိအောင်လူတွေကကျိုးပန်းအထောက်ကြလို့လာဘဆိုတဲ့လတ်လာဘတက္ကာရဆိုတာတယုတတိပြုမှုတိလောကဆိုတာဂုံသတင်းကြော်ကြားမှုအဲ့ဒီလာဘတက္ကာရတိလောကလို့ဆိုတဲ့လာရမှုပစ္စည်းဥစ္စာတွေရရှိမှုတန်ခါအသုံးဆောင်တွေဆွမ်းကွမ်းစသည်ရရှိမှုလူတွေရဲ့တလေးတစားဆက်ဆံခံရမှုယောသိလေးစားမှုအယောသိပြုခံရမှုနဲ့တိလောကလို့ဆိုတဲ့ဂုဏ်သတင်းကြီးမားမှုတွေဟာခါတိုင်းနဲ့ပိုပြီးတော့ဖြစ်ထွန်းပေါ်ပေါက်လာခဲ့တယ်
ပရိပါဒကစတဲ့တခြားအညာဒိဋ္ဌိယဘာသာဝင်တွေကမနာလိုမရှုစိတ်ဖြစ်လာသည့်ထိအောင်မြတ်စွာဘုရားကိုကြီးညိုကိုးကွယ်တဲ့ပုဂ္ဂိုလ်တွေကအလွန်အလွန်များပြားပြီးတော့လာမြတ်စွာဘုရားတွေမကဘူးမြတ်စွာဘုရားနောက်တော်ကခြံရံလိုက်ပါကြတဲ့အတိတိမဟာသာဝကလို့ဆိုတဲ့ရှစ်ကျိတ်သောမဟာထေတို့ဟာလည်းပဲအတိအသီးဘုံလတ္တပကပေါ်များကြတယ်လူတွေဟာနေစဉ်နဲ့မြတ်အကြောင်းတော်ကိုလာရောက်ကြတယ်နယ်တွေကလည်းပဲလာရောက်ကြပြီးမြတ်စွာဘုရားဘယ်မှာသတင်းသုံးတော့ရှင်သာရိပုတ္တရာမထေရမြတ်ဘယ်မှာသတင်းသုံးတော့ရှင်မောဂလန်ဘယ်မှာသတင်းသုံးတော့ဆိုပြီးတော့ကြောကြားထင်ရှားတဲ့တပိသာဝကတွေအမိနဲ့လာရောက်ပြီးတော့ဖူးမြော်ကြတဲ့ပရိသတ်တွေကအလွန်များတယ်အဲ့ဒါလိုဖြစ်နေတဲ့အချိန်မှာရှင်ဒေဝဒတ္တနဲ့အတူသင်္ကန်းဝတ်လာတဲ့ရှင်အနုရုဒ္ဓတို့ရှင်အာနန္ဒာတို့ရှင်ကိမိလတို့ရှင်ပဂုတို့ရှင်ဗတ္တိယတို့ဆိုတာလူတွေကြည်ညိုတဲ့စရင်ထဲမှာပါတယ်ပေါ့ရှင်အာနန္ဒာဘယ်မှာသတင်းသုံးလို့ရှင်အာနန္ဒာကအဲ့ဒီအချိန်မှာမြတ်စွာဘုရားသခင်ကိုရောမြတ်ရဲ့အလုတ်အကျွေးအနေနဲ့25နှစ်တိုင်သာဝတိမြို့ဝါဆိုတဲ့နှစ်ကနေစပြီးတော့25နှစ်တိုင်မြတ်စွာဘုရားနောက်ကအရေးပမာလိုက်ပြီးတော့လူလေသေးမရှိအောင်ပြုစုခဲ့တဲ့ပုဂ္ဂိုလ်ဖြစ်တယ်ပေါ့အဲ့တော့ရှင်အနန္ဒာကိုလည်းကြီးညိုတဲ့ပုဂ္ဂိုလ်တွေကအလွန်များသို့တော်လည်းမြတ်စွာဘုရားနဲ့ခက်ကွာကွာနေတတ်တဲ့မြတ်စွာဘုရားရဲ့ညီတော်လဲတုံးခွဲလဲတော်တယ်ရတော်ရာရဲ့မောင်ဖြစ်လို့ရောက်ဖလဲတော်တယ်ပေါ့သူတို့ရဲ့ဖခင်ကသုဘဗုဒ္ဓလို့ခေါ်တယ်မေရောမာယာရဲ့မောင်အရင်သူ့ရဲ့မေရောကဂေါဒီလို့ခေါ်တယ်ရတော်ရာနဲ့မောင်နှမနှစ်ယောက်ပဲစာပေကျမ်းကမှာမှတ်တမ်းတင်ထားတော့ရတော်ရာရဲ့မောင်အရင်ဒေဝဒတ္တသုဘဗုဒ္ဓမင်းနဲ့ဂေါဒီဆိုတဲ့မိဖုရားတို့ကမွေးဖွားလာတဲ့သားနဲ့သမီးသို့တော်လည်းသူဟာမြတ်စွာဘုရားသခင်ကိုရောမြတ်အမျိုးတန်ရောစဉ်နဲ့ဘုရား9ဝါရလောက်တဲ့အချိန်က9ဝါမရခင်အချိန်လောက်ကတည်းကပဲသာဝတိဒါရာဇကြုံကနေပြီးတော့ကပိလဝတ်ကိုပထမဆုံးကြွတဲ့အချိန်နောက်တော့ကလိုက်ပါလာကြပြီးသင်္ကန်းဝတ်ကြတဲ့တာဂဝေမင်းသား6ယောက်ထဲမှာအပါဝင်ပေါ့အဲ့ဒီပါဝင်တဲ့အချိန်မှာမြတ်စွာဘုရားကနိဒာနေတရားယူပြီးတော့တပ္ပထကျင့်စဉ်ကျင့်လို့ဇံပင်ညင်နေရပြီးတော့တကူကြီးမားတဲ့ပုဂ္ဂိုလ်တူပဲဖြစ်တယ်ပေါ့တစ်ချိန်တုန်းကရှင်သာရိပုတ္တရာကမဟိဋ္ဌိကောဒေဝဒတ္တောဂေါရိပုတ္တောဂေါရိဆိုတဲ့မိဖုရားရဲ့သားဖြစ်တဲ့ရှင်ဒေဝရဟာတကူကြီးပါပေတယ်လို့ရှင်သာရိပုတ္တရာကရာဇဂြိုလ်မြို့မှာပရိသတ်ထဲမှာသူ့ရဲ့ဂုဏ်သတင်းတွေကိုထုတ်ဖော်ပြီးတော့ပြောကြားဘူးတယ်ပေါ့အေးမြတ်စွာဘုရားသက်တော်82နှစ်အရွယ်ရောက်လာတဲ့အခါမှာသူဟာဘဝကပါလာတယ်မြတ်စွာဘုရားပေါ်မှာမကျေနပ်မှုတွေကရှင်ထဲမှာရှိနေတယ်သူတို့သားဖနှစ်ယောက်လုံးကမြတ်စွာဘုရားပေါ်မှာသိပ်ပြီးတော့မကြည်ကြဘူးနော်မကြည်ကြဘူးသုဘဗုဒ္ဓကလည်းသိပ်ပြီးမကျေနပ်ဘူးမေရမာယာရဲ့မောင်အရင်ဖြစ်ပေမဲ့မြတ်စွာဘုရားသူ့တူအရင်ဖြစ်ပေမဲ့လို့စိတ်ထဲမှာမကြည်ဘူးမကြည်တာတော့အကြောင်းရှိတာပေါ့ငါသမီးယူပြီးကလေးတယောက်နဲ့ပြစ်ထားခဲ့တဲ့ဒီတွေးမှာပေါ့နော်အဲ့ဒီတွေးလည်းပါတယ်ဒါလောကသားတွေမှာဖြစ်တတ်တဲ့သဘာဝပါအဲ့ဒါလို့ဒေဝဒတ်ကလည်းရှင်ဒေဝဒတ်ကလည်းတကူအိဋ္ဌိပတ်နဲ့ပြည့်စုံဒါပေမဲ့လို့သူစိတ်ဟာမြတ်စွာဘုရားအပေါ်မှာခက်ခွာခွာနေတဲ့အနေအထားမျိုးလောက်သာရှိတယ်ပြစ်မှားတဲ့စိတ်ဓာတ်မျိုးမဝင်သေးဘူးမဝင်သေးတော့သူ့မှာအစွမ်းတကူတွေရှိတယ်သူ့စိတ်ဘယ်မှာစတင်
အကြီးအကျယ်ပြောင်းလဲသွားလဲလို့ဆိုကောတံပိပြည်မှာသူနဲ့အတူတကွသာသနာပေါင်းဝင်လာတတ်ကြတဲ့ဗတ္တိယတို့အနုရုဒ္ဓတို့ဘဂုတို့ခိမိလတို့ရှင်အနန္ဒာတို့တော့မေးမဲ့လူတွေများတယ်သူကြတော့မေးမဲ့ပုဂ္ဂိုလ်သိမရှိဘူးအဲ့ဒီမှာသူစိတ်ထဲမှာဘလို့ဖြစ်သွားလဲစဉ်းစားကြည့်ပေါ့ဒါလူတွေရဲ့သဘာဝဖြစ်တတ်တယ်နော်သူစိတ်ထဲမှာဖြစ်သွားတယ်သူ့ကိုမေးသူမရှိတဲ့အခါကျတော့ဘာစိတ်ကူးလဲလို့ဆိုမထင်မရှားဖြစ်တဲ့ပုဂ္ဂိုလ်တိုင်းမှာအတွေးတစ်ခုဝင်တတ်တယ်။ဩငါလည်းမင်းမျိုးကဝတ်လာတာပဲသူတို့လည်းမင်းမျိုးကဝတ်လာတယ်။သူတို့ကြတော့တရားဓမ္မတွေကအရေးတယူမေးကြမြန်းကြဖူးတွေးကြငါကိုတော့အဲ့ဒါလို့လုံးမဲ့ပုဂ္ဂိုလ်မရှိဘူး။ဂုံတရင်ကမကြီးလာဘူးသူကသူ့ရဲ့အနေထိုင်ကြောင့်လည်းဖြစ်ချင်းဖြစ်မှာပေါ့နော်။မျက်နှာကြောတင်းတင်းနေတယ်ဆိုရင်ဘယ်သူမှမလာရဲဘူးပေါ့ဒီလိုလဲရှိမှာပေါ့နော်ဘာကြောင့်မလာရဲဘူးဆိုတာတော့စာပေကျမ်းကမှဖော်ပြထားတာမရှိဘူးသူ့ရဲ့ဖော်ရွေမှုရှိမရှိဒါလည်းပါမယ်ပေါ့အဲ့တော့သူ့စိတ်ထဲမှာဘယ်လိုအောင်းမိတ်လာလဲဆိုငါ့ကိုသိတဲ့လူနဲတယ်ပေါ့ငါ့ကိုကြည်ညိုတဲ့ပုဂ္ဂိုလ်နဲတယ်ငါလည်းဘုံကြည့်အောင်ဘယ်လိုလုပ်ရမလဲနော်ဘုံကြည့်အောင်ဘယ်လိုလုပ်ရမလဲလို့စပြီးစဉ်းစားလိုက်တာသူစဉ်းစားတဲ့အခါမှာသူစဉ်းစားပုံလေးကိုစာပေကျမ်းကမှာဘယ်လိုဖော်ပြထားတော့ဆိုကန္နုခောအဟံပတာရေယံဘသူကြည်ညိုအောင်ငါလုပ်ရမလဲယတမိမေပတန်နေဘဟုလဘတက်ကတော့ဥပ္ပစ္စေယဘသူကြည်ညိုအောင်လုပ်မယ်ဘသူရဲ့ကြည်ညိုမှုကိုရအောင်ငါကြိုးစားရမလဲအဲ့ဒီပုဂ္ဂိုလ်မျိုးကြည်ညိုလိုက်မယ်ဆိုရင်ငါမှာလလဘာတွေလည်းအများကြီးရမယ်ရိုသေလေးစားမှုလည်းခံလာရမယ်ဂုဏ်သတင်းတွေလည်းကြီးမားလာမယ်ကြော်ကြားလာလိမ့်မယ်အဲ့ဒီလိုဖြစ်စေနိုင်တဲ့ပုဂ္ဂိုလ်မျိုးဘသူကငါတကာဖြစ်ရင်ကောင်းမလဲလို့စဉ်းစားလာတယ်နော်စဉ်းစားလာတဲ့အခါမှာသူကမြင်လာတယ်ဒီကြည်ညိုအောင်လုပ်ဖို့ဆိုတဲ့နေရာမှာအောက်တန်းစားတွေကြည်ညိုလို့ကတော့ဘာမှထူးမှာမဟုတ်ဘူးအယက်သားတွေကြည်ညိုလို့တော့ဘာမှထူးမှာမဟုတ်ဘူးအထက်တန်းစားတွေကတိုက်ပြည်အုပ်ချုပ်တဲ့မင်းတွေကြည်ညိုမှပို့အဆင်ပြေမှာကိုအဲ့ဒါကြောင့်မလို့သူစဉ်းစားလိုက်တယ်အဲ့ဒီတုန်းကတကောအာနာပါဝါကြီးတာဘယ်သူတော့ဆိုလို့ရှင်ရာဇဂိုကဗိမိတာရမကရတိုင်းနဲ့အင်္ဂါတိုင်းနှစ်ခုကိုအုပ်ချုပ်တယ်ကာတိတိုင်းကောသလတိုင်းမှာအုပ်ချုပ်တဲ့ပတိနရီကောသလသူတို့ကဘုံတကောအာနာအကြီးဆုံးနေတိုင်းကြီးတွေနှစ်တိုင်းအုပ်ချုပ်နေတဲ့ပုဂ္ဂိုလ်တွေဆိုဘုံတကောအာနာအမတမကြီးတယ်စဉ်းစားလိုက်တော့ကောသလဆိုတာလေဂေါတမဗုဒ္ဓနဲ့အလွန်ပူပေါင်းတယ်သူ့ကိုစီယုံဖို့မလွယ်ဘူးဗိမိတာရဆိုတာလေဂေါတမဗုဒ္ဓကိုတွေ့ချင်းသောတပန်ဖြစ်သွားတဲ့ပုဂ္ဂိုလ်ဆိုသူ့လည်းစီယုံဖို့မလွယ်ဘူးသူလည်းစဉ်းစားတာပေါ့နော်ဗိမိတာရရဲ့ခတ်ဆိုးဆိုးအဇာတတတ်ဆိုတဲ့ကောင်လေးစီယုံရင်တော့ငါကောင်းမှာပဲဒီမင်းသားကိုငါစီယုံမယ်သူစဉ်းစားပုံကခုခေတ်လူတွေစဉ်းစားပုံမှာပဲမထူးပါဘူးလူဆိုတာဒီတိုင်းပဲလေအဲ့တော့သူစဉ်းစားပုံလေးကဘယ်လိုစဉ်းစားတော့အယံခောအသတ္တတ္တုကုမာရောဒီအသတ္တတ္တုဆိုတဲ့မင်းသားဟာတရုဏောစေဝအာယတိဘဒ္ဒောစာအသက်ရွယ်လေးကလည်းနုနယ်သေးတယ်ငယ်သေးတယ်ဆယ်ကျော်သက်ကလေးပေါ့နော်ဆယ်ကျော်သက်ရွယ်ပဲရှိသေးတယ်နုနယ်သေးတယ်အာယတိဘဒ္ဒောစာအနာဂတ်အလားလာလည်းကောင်းတယ်ဗိမိတာရကသူ့သားကိုသိချစ်တယ်တခြားသားတွေကိုဦးစားမပေးဘူးသူ့ကိုတတ်မယ်ဆိုတဲ့အဇာတတကိုမှဦးစားပေးတာမိဘများလည်းတခါတလေဆိုးတဲ့ကောင်ပိုချစ်တယ်ဆိုဟုတ်လားမသိဆိုးတဲ့ကောင်ပိုချစ်တယ်လိမ္မာရင်သိမချစ်ချင်ဘူး
အဲ့ဒါဆိုသိုးခိုင်းရမလို့ဖြစ်နေတယ်အဲ့ဒါလိုကြီးလည်းမမှတ်ကြနဲ့ပေါ့နော်အဲ့တော့ဇာတတကိုသိချစ်တယ်ဗိမိသာရဒါမှမဟုတ်သူကိုဦးစားပေးတာအဲ့တော့သူကအလားလာကောင်းတယ်တဲ့အာတိန်ဘတ်တော်ဆိုတာအနာဂတ်အလားလာလည်းကောင်းတယ်အရွယ်လည်းကောင်းတယ်ငါဟာအဇာတတကြည်ညိုအောင်လုပ်မယ်ဆိုရင်သူကြည်ညိုမယ်ဆိုရင်ငါလတ္တပကာတွေအကျော်စောတွေဘုံတကိုးတွေတိုးတက်လာအဲ့တော့ဇာတတကြည်ညိုအောင်ငါစီးရုံးမယ်ဆိုတဲ့အတွေးခေါင်းထဲဝင်ဆောက်ဖြတ်ချက်ချကောသမိကနေသူနေတဲ့ကျောင်းကနေတပိတ်သင်္ကန်းရှေးတုန်းကတော့ပစ္စည်းများများရှိတာမဟုတ်သင်္ကန်းတပိတ်ပြိခရာလေးနဲ့ပဲသိမ့်စည်းပြီးတော့တပိတ်ကလေးလွယ်ပြီးတော့ရာဇဂိုဘက်ကိုခီးထွက်သွားတာလူမသိသူမသိနော်မြတ်စွာဘုရားနဲ့တန်ဃာတွေကကောသမိမှာကြံရစ်တယ်သူတူတဲ့ရာဇဂိုကိုခီးထွက်သွားတာရာဇဂိုလည်းရောက်ရောဘာလုပ်လဲဆိုသူ့ရဲ့အဘိညာဉ်တကိုအစွမ်းနဲ့သူ့ရဲ့မူလပုံစံကနေပြီးတော့မင်းသားငယ်လေးတူရဲ့ပုံစံပြောင်းလဲလိုက်တယ်အဲ့ဒီမင်းသားငယ်လေးမှာခြေနှစ်ဖက်လက်နှစ်ဖက်မွေကြီးလေးကောင်နဲ့ပတ်ထားပြီးတော့လက်ဘင်းကိုမွေလက်ကောင်ခေါင်းပေါ်ကနေခွေးနေတဲ့မွေရတစ်ကောင်ပခုံးမှာတစ်ဖက်ဖော်ပြီးတော့တိုင်းထားတဲ့မွေရတစ်ကောင်ဆိုအားလုံးမွေ9ကောင်မွေလံပဲပြမလို့နဲ့တူတယ်မွေ9ကောင်နဲ့ဖန်တီးတယ်ဖန်ဆင်းလိုက်တာသူဖန်ဆင်းလိုက်တာစိတ်ကူးကလည်းမွေဆိုတာကိုလူတွေကလည်းကြောက်လဲကြောက်တယ်လေအဲ့တော့သူစိတ်ကူးကအဇာတတလန့်ဖြန့်သွားအောင်လုပ်မှဒီကောင်စိတ်ထဲမှာဆွဲသွားမယ်နော် impression ရအောင်လုပ်တဲ့သဘောပဲသူ psychology တော့နိုင်တယ်ဒီဝတ္တကအဲ့ဒါလို့ထူးဆန်းအောင်ဘွယ်ကောင်းတဲ့မွေတွေနဲ့တစားဆင်ထားတာစာထဲမှာတော့အဟိမေခလိကာယလို့ဆိုမွေခပတ်ပတ်ထားတယ်လို့ဆိုတဲ့အဓိပ္ပာယ်ပေါ့မွေတွေနဲ့ခပတ်ပတ်တန်းစာဆင်ပြီးတော့အဇာတတထိုင်းနေတဲ့အချိန်လေးမှာဘွားကနေသူ့ရင်ခွင်နဲ့သွားပေါ်လိုက်တာဘလောက်ကြောက်လိုက်မယ်ဆိုတာစဉ်းစားကြည့်လို့ပေါ်လာတဲ့လူကလည်းမွေတွေနဲ့ဆိုနော်အလွန်ကြောက်မှာမျက်လုံးကြီးပြူးပြီးတော့ပါးစပ်ကြီးဟပြီးတော့ကြောက်ရွံ့နေမဲ့ပုံသဏ္ဍာန်ကိုစဉ်းစားကြည့်လိုက်ပေါ့အဇာတတရဲ့ပုံကိုအတွေးနဲ့သာကြည့်တော့နော်အဲ့ဒီအချိန်မှာသူကပြုံးပြီးတော့ဘာယတိမံကုမာရငါကြောက်သလားမေးလိုက်သေးတာနော်အာမဘာယာမိကြောက်တာပေါ့တဲ့ကောတိတုံနေဘသူလဲတဲ့မင်းသားဆိုတော့ကြောက်စိတ်ကိုတင်းပြီးတော့ဘသူလဲလို့မေးတာမေးတဲ့အခါကျတော့မှအဟံဒေဝတ္တတောငါဒေဝတ္တပဲလို့ဆိုဟောရှင်ဘုရားအရှင်ဒေဝတ္တဆိုလို့ရှိရင်ရှင်ဘုရားရဲ့မူလရုပ်သွင်းနဲ့ပြပါဆိုတော့မှသူကတကုတ်ဖန်ဆင်းထားတဲ့ရုပ်ကိုဖျောက်ပြီးတော့ရှင်ဒေဝရတ်ပုံသဏ္ဍာန်ပြလိုက်တာတခါတည်းကြာသွားတာပေါ့ဟိုလူကကြောက်စိတ်နဲ့အံ့ဩစိတ်တွေကြောက်လန့်တဲ့စိတ်တွေအံ့ဩစိတ်တွေနဲ့စွဲပြီးတော့ရှင်ဒေဝရတ်မှာရှင်ဒေဝရတ်ဖြစ်သွားတယ်ဒီလောက်တကိုးကြီးတဲ့ပုဂ္ဂိုလ်သူဘာခိုင်းခိုင်းလှုပ်တော့မယ်ဆိုတဲ့အနေအထားမျိုးထိအောင်ရောက်သွားသူဆိုင်ကိုသုံးလိုက်တာလေအမှန်တမ်းထိရောက်တယ်လို့ပြောရမှာပဲနော်တာမန်သွားပြီးတော့ရှင်ဒေဝရတ်တဏ္ဍာနဲ့သွားပြီးတော့မင်းသားဆိုပြီးတော့သွားပြောလို့ရမှာမဟုတ်ဘူးလေအခုတော့သူ့ကိုကြောက်လန့်သွားအောင်လဲလှုပ်လိုက်တယ်တကူကြီးချောင်းကိုလည်းပြသလိုက်တော့သူ့စိတ်ထဲမှာတအားဆွဲသွားတယ်တအားဆွဲသွားတဲ့အခါမဟိတိကောဒေဝတ္တတော်ရှင်ဒေဝရတ်ဟာတိတ်တကူကြီးတာပဲတိတ်တကူကြီးတာပဲဆိုပြီးတော့ရှင်ဒေဝရတ်ကိုအဲ့ဒီလိုတကူမြင်လိုက်တာနဲ့ပဲမင်းသားဟာကြာသွားပြီးတော့ယထာ900နဲ့မနေ့တစ်ချိန်ညနေတစ်ချိန်ဒေဝရတ်ကိုသွားစိကတ်တော်တာဒေဝရတ်ရဲ့တခါရင်းဖြစ်သွားပြီရှင်ဒေဝရတ်ရဲ့တခါရင်းဖြစ်သွားတနေ့2ချိန်
အဲ့ဒီချိန်မှာရှင်တေဝရရဲ့ခုံတရင်တွေလတ္တပကာတွေအလွန်များလာဘာလို့လို့ဆိုရင်ဗေမိသာရမင်းကြီးရဲ့သားယရနာထိနှန်းလျာဖြစ်တဲ့အဇာတတကဒီပြမင်းသားတွေလည်းရှိတော့ရှိတယ်နော်အဲ့တော့ဗေမိသာရမင်းကြီးကအချစ်ဆုံးဦးစားပေးဆုံးအဇာတတကြီးညိုတယ်ကိုးကွယ်တယ်မင်းသားကကိုးကွယ်တယ်ဆိုလိုက်တာနဲ့ပဲအားလုံးဟာရှင်တေဝရကိုဝိုင်းပြီးတော့ကိုးကွယ်ကြတာအာနာရှိတဲ့လူတယောက်ကကိုးကွယ်လိုက်လို့ရှိရင်သူ့နောက်ကပါလာတာဗောတထေးတွေဘာတွေကအကုန်လုံးထုံးစံပဲဒါကတော့နော်အကုန်လုံးဝိုင်းအောင်လာကြရှင်တေဝရမှာရှင်တေဝရဖြစ်သွားတယ်ရာဇဂိုမှာကျန်တဲ့ပုဂ္ဂိုလ်တွေတောင်မှေးမိန်သွားတယ်အဲ့ဒါလောက်ထိအောင်ရှင်တေဝရသူ့ရဲ့အောင်မြင်မှုရလာတဲ့အခါလတ္တပကအကျော်စောဂုံတရင်နေချောင်းသူ့စိတ်တွေဟာဘာဖြစ်သွားလဲစိတ်ဓာတ်တွေကပြောင်းလဲသွားတယ်ဒါအလွန်ကြောက်စရာကောင်းတယ်နော်ပုထုဇဉ်ရဲ့သဘောဟာဒီတိုင်းပဲအဲ့ဒါလို့လတ္တပကကိုးကွယ်တဲ့ပုဂ္ဂိုလ်တွေများပြီးရစကြုံမြို့တစ်မြို့လုံးကအုံအုံကြက်ကြက်နဲ့ရှင်တေဝရကိုအထင်ကြီးလေးစားအလုံးကနေပြီးတော့ရှင်တေဝရဟာလွန်တကူကြည့်တယ်ဆိုတာမင်းသားကိုယ်တိုင်ကနေပြီးအရေးတယူကိုးကွယ်နေတယ်ဆိုတာသိလိုက်ရတဲ့အခါတစ်မြို့လုံးနော်အရိယသူတော်စင်တွေကလွဲပြီးပေါ့တစ်မြို့လုံးလူတွေဟာအုံအုံကြက်ကြက်ဖြစ်လာတော့သူ့စိတ်ထဲမှာဘလို့အောင်းမေ့လာတော့ဘုံကြီးလာတဲ့အခါကျတော့ငါယဟန်တန်ဃာတွေရဲ့တောင်းဝန်ယဟန်တန်ဃာတွေကိုခေါင်းဆောင်မယ်ဆိုစိတ်ဓာတ်ပေါ်လာယဟန်တန်ဃာသူကြီးရဲ့ခေါင်းဆောင်အဖြစ်ငါလုပ်မယ်လို့အဲ့လိုပေါ်လာနော်အဲ့ဒါလို့လဲစိတ်ဓာတ်ပေါ်လာရောငါယဟန်တန်ဃာတွေရဲ့ခေါင်းဆောင်လုပ်မယ်လို့ဆိုတဲ့စိတ်လည်းပေါ်လာရောသူ့ရဲ့အစွမ်းတကူတွေကပျောက်သွားလုပ်လို့မရတော့ဘူးတကူပြခြင်းလို့မရတော့ဘူးပျောက်ချက်သားကောင်းသွားတယ်စိတ်ဓာတ်ပေါ်မှာမူတည်တာနော်အံ့ဩစရာကောင်းတယ်သူစိတ်ဓာတ်ကဖြက်လန်းကနေပြီးတော့ယဟန်တန်ဃာတွေကိုငါခေါင်းဆောင်တော့မယ်ခေါင်းဆောင်လုပ်တော့မယ်ဒီတကြဗုဒ္ဓယဟန်ရဲ့အတိုင်းအဝိုင်းမှာငါဟာခေါင်းဆောင်ဖြစ်ရမယ်ဆိုတဲ့အတွေးလဲဝင်လဲရောသူ့ရဲ့အစွမ်းတကူတွေဟာလုံးဝပျောက်သွားတယ်စွမ်းတကူတွေပျောက်သွားတယ်အဲ့ဒီအချိန်မှာမြတ်စွာဘုရားသခင်ကိုရောမြတ်နဲ့ယဟန်တန်ဃာတွေဟာကောတံမီကနေပြီးရာဇဂိုမြို့ကြွလာကြမြတ်စွာဘုရားရာဇဂိုရောက်လာတယ်ရောက်လာတဲ့အခါကျဘုရားလည်းရောက်လာရောဝိုင်းပြီးတော့သတင်းပေးကြတာပေါ့ယဟန်တော်တွေကယဟန်တွေကရှင်တေဝရတကူကြီးเจ้าရာဇဂိုမှာဘလို့ကြီးပွားနေတယ်ဆိုတဲ့အကြောင်းတွေကိုအဇာတသမင်းကိုယ်တိုင်မနေ့တစ်ချိန်ညနေတစ်ချိန်ယထာ900နဲ့စိကကိုးကွယ်နေတဲ့အကြောင်းကိုမြတ်စွာဘုရားကိုရှောက်ကြတာရှောက်တဲ့အခါမြတ်စွာဘုရားကဘာတတိပေးတော့ဆိုမာဘိက္ခဝေဒေဝတတ္တလာဘတက္ကရာတိလောကံပိရိယထာဒေဝရရဲ့လတ္တပကအကျော်စောဂုံတရင်နေနဲ့ပတ်သက်ပြီးတော့မင်းတို့စိတ်မဝင်စားကြနဲ့အထင်မကြီးကြနဲ့မြတ်စွာဘုရားတတိပေးတာနော်အထင်မကြီးကြနဲ့အဇာတတသူ့ကိုကိုးကွယ်နေသမျှကာလပတ်လုံးသူ့ဖို့ကုသိုလ်တရားတွေကဆွေးရုပ်ဖို့ပဲဖြစ်မယ်မြတ်စွာဘုရားကတနာထောင်နေသေးတယ်နော်ဒါဟာသူ့အတွက်ဆွေးရုပ်ဖို့ဖြစ်နေတယ်ဘာလို့လဲကြည့်လေစိတ်ဓာတ်တွေပြောင်းသွားပြီအဇာတတမင်းကိုးကွယ်တယ်လို့ဆိုလိုက်တာနဲ့တပြိုင်နက်သူ့စိတ်တွေကဘဝင်မြင့်သွားပြီဘဝင်မြင့်သွားလို့မြတ်စွာဘုရားကအေးသွားအထင်မကြီးကြနဲ့အဇာတတမင်းကိုးကွယ်နေသမျှသူ့တိုးတက်လန်းတွေပိတ်သွားပြီကုသိုလ်ရဖို့အခွင့်အရေးတွေနည်းသွားပြီအကုသိုလ်တွေပဲကြီးပွားတိုးတက်လာတော့မှဒါကြောင့်မို့သွားပြီးတော့အထင်မကြီးကြလေနဲ့လတ္တပကာကအဇာတတကိုအဇာတတကြီးညိုလို့ရလာတဲ့လတ္တပကာတွေကဒေဝဒတ္တကိုဖျက်ဆီးလိုက်မယ်လို့မြတ်စွာဘုရားကအမျှော်မြင်နဲ့ဒေဝဒတ်ပေါ်မှာမနာလို့မရှုစိတ်ဖြစ်ပြီးပြောတဲ့စကားမဟုတ်ဘူးသူ့အတွက်အကျဉ်းနာသနာနဲ့ပြောတဲ့စကားဟောလူတယောက်အရက်တောက်နေပြီဆိုရင်ဒီကောင်တော့ဒုက္ခရောက်တော့မှာပဲဒီနေ့ကျရင်တော့အသေးကွဲတော့မှာပဲပြောတယ်လို့ပဲပေါ့နော်သူလောက်ရကသူ
သူ့ကိုယ်သူဖြည့်ဆည်းနေပြီဆိုတဲ့အဓိပ္ပာယ်ကိုမြတ်စွာဘုရားပြောတာဥပမာဘလောက်ဒေဝရရဲ့ငကောကမှစိတ်ဓာတ်ကမကောင်းရတဲ့အထဲပဲအစာတသက်လို့ပုဂ္ဂိုလ်မျိုးကသွားပြီးတော့ကိုးကွယ်လိုက်လို့ရှိရင်ဘာနဲ့ဥပမာတူတော့ဆိုငကောကကြမ်းတမ်းနဲ့ကြိုက်ချင်တဲ့ခွေးကိုဝန်သီးကြီးနှာခေါင်းနဲ့ထည့်လိုက်တဲ့အခါအဲ့ဒီခွေးဟာပိုဆိုးတယ်ဒါစာထဲမှာပါနာတာယပိဋ္ဌံဘိန္ဒေယကြမ်းတမ်းတဲ့ခွေးပို့ပြီးတော့ကြမ်းတမ်းလာအောင်ဝန်သီးကြီးနဲ့နှာခေါင်းကိုပုတ်လို့ရှိရင်ပို့ပြီးတော့ခွေးဟာကြိုက်တတ်လာတယ်လို့တို့ငယ်ငယ်တုန်းကတော့ကြားတာအဲ့လိုမကြားဘူးငယ်ငယ်တုန်းကဘုန်းကြီးတို့ကျောင်းသွားတော့တကြီးအိမ်ကခွေးကြီးတားကြိုက်တာအလွန်ကြောက်ရတယ်အဲ့ခွေးကြီးကိုတကြီးအိမ်ကခွေးသူ့ဆိုတိတ်ကြောက်တာပဲဘုန်းကြီးတို့တကြီးအိမ်ဘက်ကသွားဖို့မသွားရဘူးအဲ့ခွေးကြီးကိုကြောက်ခုချိန်တွေးကြည့်ရင်တော့ကြောက်စရာအဲ့ဒီခွေးကြီးကဘာလို့ကြိုက်တန်နေတာတော့လို့ဆိုကြားယိုးသွေးပြီးတော့တိုက်ထားလို့ငယ်ငယ်ကြားဘူးတာပြောတာနော်အခုစာပေထဲမှာပါတာတော့ဝန်ရဲ့တီးချေဝန်ပလွေရဲ့တီးချေကိုဒီခွေးရဲ့နှာခေါင်းမှာတုပ်လို့ရှိရင်အဲ့ဒီခွေးကပို့ပြီးတော့ကြမ်းတမ်းတယ်ပို့ပြီးတော့ကြိုက်တတ်တယ်လို့ဒီလိုဆိုတယ်ပေါ့ဟုတ်မဟုတ်တော့စမ်းကြည့်ကြပေါ့နော်ဒါစာရဲဆိုတာကိုပြောတာအဲ့ဒါလို့မြတ်စွာဘုရားကအဲ့ဒီခွေးကပိုကြမ်းသွားသလိုပဲတဲ့အဇာတတကကိုးကွယ်နေသမျှဒေဝဒရဲ့ဒီအောက်တန်းကြတဲ့စိတ်ဓာတ်တွေပိုများလာတော့မှာပဲမြတ်စွာဘုရားအေးအခုလိုဒေဝဒလတ်လတ်ပါတွေရတာဟာသူ့ဘဝပျက်စီးဖို့ပဲသူ့ဘဝပျက်စီးဖို့ပဲဥပမာမဲ့ငပြောပင်ကအသီးသီးလာပြီဆိုဒီငပြောပင်သေတော့မှာပဲသေချတယ်ဝါပင်ကအသီးသီးလာလို့ရှင်လဲဒီဝါပင်သေတော့မှာပဲဘယ်သူကတတ်တုံးဒီအသီးကပဲတတ်တယ်လေပေပင်အသီးဒီပေပင်သေတော့မှာပဲအတ္တတုလာမြင်ဆိုတာလေအတ္တတုလာမြင်ကိုကိုယ်ဝန်ဆောင်တဲ့မြင်မှဟာလည်းပဲမွေးပြီးရင်သေတာပဲအဲ့ဒီကိုယ်ဝန်ဟာလည်းပဲအတ္တတုလာမြင်ကိုတတ်တာပဲလို့တချို့ကကင်းချေများလို့လည်းဘာသာပြန်အတ္တတရအဲ့ဒါလို့မြတ်စွာဘုရားကဖလံဝေကတလိဟန္တိတဲ့လောကကြီးမှာတဲ့ငပြောရင်ကိုလည်းအတိကဖြည့်ဆည်းတာပဲတဲ့ဖလံဝေလုံဖလံနလံဝါပင်ကိုလည်းအတိကဖြည့်ဆည်းတာပဲတဲ့ကျူပင်ကိုလည်းပဲအတိကဖြည့်ဆည်းတယ်ဟန္တိခဘောအတ္တတရအတ္တတို့လာမြင်ကိုလည်းလာမြင်မကိုလည်းကိုယ်ဝန်ကဖြည့်ဆည်းတယ်သူ့ကိုတတ်တယ်အဲ့ဒီတိုင်းပဲစိတ်ဓာတ်မမြင်မာတဲ့စိတ်ဓာတ်သေးသိမ့်တဲ့အောက်တန်းကြတဲ့ပုဂ္ဂိုလ်မျိုးကိုလတ္တပကာကဖြည့်ဆည်းနိုင်တယ်ဂုံတရင်ကြီးသွားတာသူ့အတွက်အန္တရာယ်ကြီးပဲလို့ဆိုလိုတယ်နော်အေးယာရုတွေကြီးရသွားပြီစီစိန်ဥစ္စာတွေတိုးလာပြီဆိုရင်မထိန်နိုင်တဲ့လူတယောက်ကဒီစီစိန်ဟာသူပျက်စီးဖို့ပဲဖြစ်တယ်ဒီယာတုဟာလည်းသူပျက်စီးဖို့ပဲဖြစ်တယ်သူ့ရဲ့မြင့်မားလာမှုသည်သူ့ဘဝပျက်စီးဖို့သာဖြစ်တယ်ဒီလိုဆိုလိုတာပေါ့နော်အဲ့ဒါလို့မြတ်စွာဘုရားကယဟန်တွေကိုတတိပေးတာတတိပေးလို့သိမကြပါဘူးအဇာတတရဲ့ဦးစားပေးကြီးညိုကိုးကွယ်ခြင်းခံရတော့ရာဇဂိုမြို့မှာမျက်နှာပွင့်ပြီးဘုံတကိုကြီးနေတဲ့ရှင်ဒေဝဒဟာပရိသတ်အလယ်မှာမင်းပရိသတ်ဆိုပရိသတ်အလယ်မှာမြတ်စွာဘုရားကရောင်များစွာသောပရိသတ်တွေချားမှာတရားဟောနေတာတရားဟောတဲ့အချိန်မှာရှင်ဒေဝဒကထရပြီးတော့ဘာလုပ်လဲနော်မြတ်စွာဘုရားကိုရှောက်ပုံလေးကိုကြည့်လူကြားထဲမှာထည့်ပြီးတော့ထပြီးတော့ရှောက်တယ်တရားဟောနေတော့လူကြားထဲမှာထပြီးတော့ပြောစိန်နောဒာနိဗ္ဗန္တိကဝါအရှင်ဘုရားကအသက်ကြီးပြီတဲ့ဟုတ်တယ်လေ82နှစ်ဆိုအသက်ကြီးပြီပေါ့နော်စိန်နောဒာနိဗ္ဗန္တိဘဂဝါရှင်ဘုရားအသက်ကြီးပြီတဲ့အတ္တကတောဝယောနုပ္ပတောရှိကြသောကာလသို့ရောက်ပြီးဝယောနုပ္ပတောနောက်ဆုံးရွယ်ရောက်နေပြီတဲ့
Apotogo Dita Dhamma Dukha Vihara Anuyokto Vihara Shimya Chaungja Masai Fene Chanyantana Trendo Mahare Mamman Beku Tanga Nede Satu Yandangari Taung Du Luebare Aham Beku Tanga Briharita Tanga Konsong Pietu Lobe Po Tangari Taung Tansa Mabe Elu Lujarema Tasha Deli Tati Dorokaune Elu Tasha Dom Yasov Yaga Babioronso Alandi Wadata Madobu Tao Madonso ne Matemu Tao me Melochimane Yasavia Donji shouted Donji down Dalu Mayare Kajaro Yasavia Babiola Dosa Tari Bodara Mogalando Daumabe Natanga down Madre Apure Melu Outdanza Tumia tweeted the Rugu Mure Pogu Mu Yasavia don't like the Sagalawale do to my knit not what. No, Kela the castle. Tumia the Rugu Mure Lusure David. So what that Kela Takata Outdan Chavi Tumia tweeted the Rugu Mure Pogu Mu Nabe Malwe Amle Yasavia let the Karakasaka don't come. No, Katidi Pura de Ham, you see upon no. Era John Leve Fiaha, I mean Kakara le Pama, no. Amiera no chojo that Abioma Mobu. Erima Lujarema, Kela Taka, Tumia tweeted to re, Murelu, Taribodra Moglano, Gama Fusoro, Taribodra Moglano, do de Chimene Sore, and a tamu tabiro, Piolado, Tibra Yenema, Blow on Domes, Senajibo, no? Tibra along Kayakatwa. Erelu Lem Yasavia, Mechilayo, Tibra. Yasavia Boma, but tomorrow, Jima, a new a daisy would like I ching us. The Mayanga, Nandayanga Palare, a newly a daisy, a reaching my woman a popito, and Ari Pito. Yasavia Boma, Mondi Mudia, a song on death water. Edelu Chelada, no? Song on Tadware, Edelu song on Tadwaro. David Lome, Celebiro to Lodome, Yasavia Tea. Dilu Piola is a guy on David. Na Jivido Mautari Lodome, Talule Yama Movu, Erajon Yasavia, Juden Simane Nine, Palole, Loa, Juden Simane Lodom. Erelule Piobio, Yasaviaga, the Tirago, Pacatania Campula. Pacatania Cansura, the Cham of whom, Tira the Vora Piondavi, Sir Yasavia Yemi, Tito body. Yasavia Goran Didi Trecha. Yana Arego Covido. Tiberago Pacatania Campuame, Pacatania Sura, Jonia Tota. Any Joniama, Pelu Jonia say the lesser. A yenonga Devraya the Bora had the mew. A coup Devraya the Bora had the mew Pshatavi. A yani Saint Satari Venturobu, no, Erago Yembur. Pobi Tiwata Inya Pagetti. A yenonga Devraya Saint Satar the mew she, a coup Saint Satar the mew she thought. Era Devra Papio Palo look. Devra lo them ya, Piadia Danganem Saimu, Devra Neda Sine. Kukima, the Boaro, Jonia Tere the Bobe, announced Lotar. Ludia Moda Lobi, Lane B Yavi Soreka, Comuni one damn she, in Pisi. A chow and any P in Pisi. The Renzarea Jonia had him hola. The Bogoa, Comuni never mamma but the Doba who Sura, Jonia Harley. Majonia Lucian, Piatana Deadline, Comuni Vadotem. Midasuma leve di Lujonia. Sodome Bogo Solution, tu Wiri Chichane, which in down you di Bogo. Oh, Bibaria le Elucina, Donem Sinobu. Era Lube Yasavia, Pacatania Cansura. Rather you mute do Mohari Loma Pianoja. Rather you mute Pacatania Cansura, beauty. Pacatania Can. Pacatania Cansura, Dividaya the Vorari, Piondalu. Lodemiaria, Tangari nem Simu, Fia, Tia Tanga nem Sino. Tu neda tesine, Taum Yulo China the Bobe, no? Elu China jet, toad. Elu China jet, Tangari, Alon Siwe Coviro, Elu China. China jet lopi de Cam, Yasavia, Sendari Bodrao, Core. Tangari yet the Vora China Jeko, Razio Mure, let be of Joame. Sendari Bodrao, down bait. Down bait or Sendari Bodraga. Yana we melu, do say them, Nene Yon at the washi, no? Toda ne Yona Ram Hopu, Loa Madu one lady. That's why we have a low shout on. Razio Murema Viada, the Chino and the Vidoa. Mahedi go, Cori Podo, Tiwadato.
ဂေါရိရဲ့သားဖြစ်တဲ့ဒေဝဒတ္တတကူကြီးတယ်လို့တပည့်တော်သူ့ရဲ့ဂုဏ်ကျေးဇူးတွေကိုတစ်ချိန်လုံးကသာစကြိုမြို့ထဲမှာဟောခဲ့ဘူးတဲ့ခုချိန်မှာဒေဝရနဲ့ပတ်သက်ပြီးတပည့်တော်ကြေညာရမယ်ဆိုရင်ရှင်းစကားနောက်စကားမညီတယ်လို့ဖြစ်ပါလိမ့်မယ်လို့ရှင်သာရိပုတ္တရာတွေးပြီးတော့ဘုရားလျှောက်တယ်မြတ်စွာဘုရားကတခွန်းနဲ့ပဲမေးလိုက်တယ်သာရိပုတ္တရာအဲ့ဒီတုန်းကလှုပ်တာအမှန်ပဲမဟုတ်လားမှန်ပါအမှန်ပါပဲတဲ့အခုလည်းအမှန်ပြောတာပဲတဲ့ပြောတာပြောနော်အဲ့ဒီတုန်းကဒေဝရတကိုးကြီးလို့တကိုးကြီးတယ်ပြောတာမှန်တယ်လေအခုဒေဝရသဘောထားပြောင်းသွားပြီဆိုတာလည်းပြောင်းသွားတာဖြစ်လို့ပြောတာလေမှန်တယ်ဘာမှမကြောက်နဲ့လုံးတာလုံးဆိုမြတ်စွာဘုရားလည်းအဲ့ဒါလိုမြောက်ပေးလိုက်တာအဲ့ဒါနဲ့ရှင်သာရိပုတ္တရာမြို့ထဲမှာလှည့်ပြီးတော့ပကသနိယကံပြုတယ်ဒေဝရရဲ့သဘောထားဟာတစ်မျိုးလုံးသိအောင်လိုက်ပြီးတော့ကြေညာရတာဒေဝရရဲ့သဘောထားပြောင်းသွားပြီဒေဝရလုံးသမျှဘုရားတရားတန်ခါနဲ့ကျန်တဲ့ရဟန်းတွေနဲ့မသက်ဆိုင်ဘူးဒေဝရနဲ့သာဆိုင်တယ် we are not responsible ပေါ့တို့နဲ့မပတ်သက်ဘူးသူ့ဘာသူသာ responsible ဖြစ်မယ်ပေါ့သူတောင်းအောင်သူယူရမယ်လို့ဒီလိုဆိုတာအဲ့ဒီလိုလဲကြေညာပြီးရောသိမကြဘူးပြဿနာတစ်ခုဖန်တီးတော့တာပဲသူကပါသွားဖန်တီးတော့ဆိုတော့မြတ်စွာဘုရားပေါ်မှာမကျေနပ်ချက်နဲ့သူတကာအရင်ဖြစ်တဲ့အဇာတတစီသွားပြီးတော့ဘာလုပ်တော့ဆိုရင်မင်းသားတဲ့ရှေးတုန်းကလူတွေအသက်ရှည်ကြတယ်တဲ့အခုလူတွေကအသက်တိုတယ်တဲ့တက်တန်းတွေကဆွဲရလာပြီတဲ့မင်းဖေကလည်းငယ်သေးတယ်တဲ့မင်းဟာဒီမင်းသားဘဝနဲ့မင်းဖေကမသေးသေးသမျှမင်းဖြစ်ဖို့မလွယ်ဘူးပေါ့နော်အဲ့တော့ငယ်ငယ်ရွယ်နဲ့မင်းဖြစ်မှဖြစ်မယ်အဲ့တော့မင်းဖေတတ်ပြီးမင်းလောက်กว่าသူလောက်ပြီးစပြီးတော့ငါကတော့ဂေါရမဗုဒ္ဓကိုတတ်ပြီးတော့ငါတန်ခါတောင်ငါဖျားလုပ်မယ်ပေါ့အဲ့ဒါတော့ပြောတာနော်မင်းဖေတတ်ပြီးတော့ဘုရင်အာဏာရအောင်ယူငါကလည်းဖျားကိုတတ်ပြီးတော့ဖျားလုပ်မယ်လို့အဇာတတကိုသွားပြောလိုက်တဲ့အခါကျအဇာတတကငကိုယ်တည်းကကြောက်လဲကြောက်ထင်လဲကြီးလေးလဲလေးစားဆိုတော့သူ့ဘာခိုင်းလုံးမဲ့လူပဲလေရှင်ဒေဝရဟာအကုန်သိတယ်ပေါ့သူခိုင်းတာဆိုလုံးမဲ့ဆိုရင်အဇာတတမင်းသားကဓမြောင်ကိုပေါင်မာစီးပြီးတော့နေ့လေအချိန်ကြီးမှာဘေဝိဒရာမင်းကြီးနေတဲ့ဆန်နန်းထဲကိုကြောက်လွန်းနဲ့ဝင်သွားတာလောက်ချန်တပ်ဖြတ်တော့မှဓာတ်ကိုဖွဲ့ယူသွားပြီးပေါင်မာစီးထားတယ်ဓမြောင်ကိုပေါင်မာစီးထားဘုရင်ဆိုတာအဆောင်နေထူထပ်စွာချတာမင်းသားကလာရမယ့်အချိန်လည်းမဟုတ်အကြောင်းလည်းမကြဘဲနဲ့ဝင်လာတာပုံရှိုးကွယ်ရှိုးနဲ့ဝင်လာတော့အဆောင်နေရတွေ့တော့ဖမ်းတာပေါ့ဘုရင်သားပဲဖြစ်စီဖမ်းမှာပဲဖမ်းပြီးတော့စစ်ဆေးရှာဖွေလိုက်တဲ့အခါကျတော့ပေါင်မတစ်မြောင်သွားတွေ့တယ်ဘာလို့ဖို့လဲဒီထဲဝင်လာတာတစ်မြောင်ကြီးနဲ့ဘာလို့မလို့လဲစစ်မေးကြမေးတဲ့အခါသူ့ဖေတတ်မလို့ဆိုတော့တာဝန်ရှိတဲ့အမတ်တွေကတိုင်ပင်ကြတယ်ပေါ့ဒါဖြင့်မင်းကိုဘယ်သူကတိုက်တွန်းတာလဲမင်းကိုဘယ်သူကစီမံပေးတာတော့ဆိုဒီမင်းသားကိုသူကခိုင်းတာတော့လို့ဆိုရှင်ဒေဝရကခိုင်းတာအဲ့ဒါလို့လည်းပြောရောအမတ်တွေ၃အုပ်စုရှိတယ်သက်ဆိုင်ရာလုံယုံရေးတာဝန်ခံတွေအကုန်လုံးရောက်လာပြီးတော့စဉ်းစားကြမင်းသားကသူ့ဖေကိုဘီမင်းကိုလုံးကြံတော့မယ်အဲ့တော့ဘလို့ရေးယူမလဲဆိုတာတိုင်ပင်တဲ့အခါမှာတအုပ်စုကဗာပြောတော့မင်းသားလည်းသေရန်ပေးဒေဝဒတ်လည်းသေရန်ပေးကြံတဲ့တန်ဃာတွေလည်းအကုန်ဖမ်းသေရန်ပေးလို့လောက်ရမယ်သူတို့စီမံချက်ကနော်နောက်တစ်ခါတအုပ်စုကပြောတယ်ဟာမကြခင်ကရှင်သာရိပုတ္တရာကဒေဝဒတ်လို့သမျှတန်ဃာတွေနဲ့မပတ်သက်ဘူးလို့ပြောထားတယ်မဟုတ်လားပကာသနိယကံပြုထားတယ်မဟုတ်လားအဲ့တော့ तू လှုပ်တာ तू နဲ့သာသက်ဆိုင်တယ်ကြံတဲ့ကိုတော်တွေနဲ့မဆိုင်ဘူးအဲ့တော့မင်းသားကိုသေရန်ပေးရမယ်ဒေဝရကိုသေရန်ပေးရမယ်ကြံတဲ့ကိုတော်တွေနဲ့မဆိုင်ဘူးဆိုဒုတိယအုပ်စုကအဲ့လိုပြောတယ်နော်ဒါမြင်လို့ပကာသနိယကံလှုပ်ခိုင်းတာအနုဆိုအကုန်လုံးရာဇဝမှုဖြစ်သွားမယ်မြတ်စွာဘုရားအကျိုးတင်ပြီးတော့မြင်ထားတယ်အေးနောက်တစ်အုပ်စုကြတော့ဘယ်လိုပြောတော့ဆိုဘာမှစီရင်ဆုံးဖြတ်မနေနဲ့ဘုရင်ကြီးစီသာတော့ပို့တက်လိုက်သူကြိုက်တယ်လို့စီမံလိုက်မယ်ဆိုတဲ့အုပ်စုတစ်ခုပေါ်လာတော့
အဲ့ဒီအုပ်စုစကားအောင်မြင်ပြီးတော့ဘုရင်ကြီးစီခေါ်သွားကြတယ်ဘုရင်ကြီးကဘာဖြစ်ကြတာလဲမေးတဲ့အခါဒီမဲ့ဓမြောင်နဲ့ဘုရင်မင်းကြီးကိုလှုပ်ချံမလို့လာတာဒီမင်းသားဟောအဲ့တော့သူတို့ကပြီးစုံစုံတဏှာဥတင်လိုက်ကြဘုရင်ကြီးကသူ့သားကိုရင်မေးတယ်မင်းဘာဖြစ်လို့ငါတတ်ချင်တာတိုင်းပြည်ရဲ့အာဏာကိုရချင်လို့တတ်ချင်တာပေါ့ဩအဲ့ဒါလို့လားငါတတ်เสียမလိုပါဘူးကွာဒါမင်းနိုင်ငံပဲမင်းဘုရင်လုပ်ပေါ်ဆိုပြီးလွှဲအပ်လိုက်တယ်ဘုရင်ကြီးကလည်းသူ့သားတော်တော်ချစ်တာဒါမင်းရဲ့နိုင်ငံပဲလို့ဆိုပြီးသူ့သားကိုတခါတည်းထီးနှံစိတ်စိတ်လွှဲပေးလိုက်တယ်လွှဲပေးလိုက်ပြီးတော့ဘယ်လိုစီမံဆုံးဖြတ်ကြတော့ဆိုတဲ့အမတ်တွေကိုမေးလိုက်တဲ့အခါကျတော့ပထမအုပ်စုကမင်းသားလည်းတတ်ဒေဝရတ်ကိုလည်းတတ်ယဟန်တွေကိုလည်းတတ်ဆိုတဲ့အုပ်စုကိုတော့ယာရုဖြုတ်ပလိုက်တယ်အကုန်လုံးအားလုံးပြုတ်ကုန်ကြတာဒုတိယအုပ်စုကြတော့ယဟန်တွေကိုတတ်ရမယ်ဒေဝရတ်လည်းတတ်ရမယ်ဒေဝရတ်လည်းတတ်ရမယ်မင်းသားလည်းတတ်ရမယ်ဆိုတဲ့အုပ်စုတော့ယာရုတစ်ဆင့်လျှော့ပလိုက်တယ်ဘုရင်မင်းကြီးလျှောက်ပြီးတော့ဘုရင်မင်းကြီးစီတဏှာဥတင်ဘုရင်မင်းကြီးပြောတဲ့အတိုင်းပဲဆောင်ရွက်ကြမယ်လို့ပြောတဲ့အမတ်တွေတော့ယာရုတိုးပေးလိုက်တယ်ဟောယာရုပြုတ်တဲ့လူကပြုတ်ယာရုကြတဲ့လူကကြတစ်ဆင့်နဲ့ယာရုရတဲ့လူကရယာရုတိုးတဲ့လူကတိုးသွားတယ်အဲ့ဒါနန်းတွင်လှုပ်ကြံမှုအရေးအခင်းကြီးတစ်ခုပေါ်သွားတယ်မြတ်စွာဘုရားတက်တော့82နှစ်ကျော်မှာဒီရေခင်းစာပေါ်တာနော်ဘာဖြစ်လို့ဒိတ်ကိုပြောနိုင်တာတော့ဆိုတော့ဒေဝဒတ်နန်းတက်တာမြတ်စွာဘုရားပြိဋိဘံမဆန်ခင်8နှစ်အလိုမှနန်းတက်တယ်ဆိုတော့ဘုရား82နှစ်ပေါ့ဒီလိုတွက်လို့ရတာပေါ့နော်မြတ်စွာဘုရားတက်တော့82နှစ်ပဲအဲ့ဒီချိန်မှာသူနန်းရတာအဲ့ဒါလို့နဲ့သူ့ယုံကြည်ကိုးကွယ်တဲ့အဇာတသမင်းကနန်းစည်းစိမ်ရလိုက်ပြန်တယ်ပေါ့နော်ဘယင်ဖြစ်သွားတယ်အဲ့ဒါလို့ဘယင်ဖြစ်ပြီဆိုတဲ့အခါမှာဖះကိုလှုပ်ကြံတပ်ဖြတ်ဖို့ဆိုပြီးတော့ဒေဝရတ်ကလက်ဖြောက်လေးသမားတွေကိုတောင်းလိုက်တယ်32ယောက်32ယောက်တောင်းလိုက်တယ်ဖះတတ်ဖို့ဆိုပြီးတော့လူသက်သမားတွေလက်ဖြောင်းလေးသမားတွေကိုတောင်းခုခေတ်ဆိုရင်တော့တနတ်ပေါ့နော်လက်ဖြောင်းတပ်သားတွေတောင်းလိုက်တာဘုရင်ကြီးကလည်းအမိန့်ချလိုက်တယ်ဇာတတဘုရင်ကအမိန့်ချလိုက်တယ်ကဲမင်းတို့ရှင်ဒေဝရတ်စီသွားသူခိုင်းတဲ့အတိုင်းလုပ်ကြဆိုအမိန့်ပေးတာရှင်ဒေဝရတ်ကရှုပ်ဝက်ထားတဲ့ဓာတ်တွေကိုသူစီကိုလက်ဖြောင်းလေးသမားတွေရောက်လာကြတယ်လက်ဖြောင်းလေးသမားတွေရောက်လာတဲ့အခါကျတော့တယောက်နဲ့တယောက်မသိစေအောင်သူကပထမဆုံးလက်ဖြောင်းလေးသမားတယောက်ကိုမင်းဒီလမ်းကသွားရာဇဂိုမြို့ခေစုကုတ်တောင်ချေမှာယဟန်ဂေါရမသတင်းသုံးနေတာရှိတယ်အဲ့ဒါသွားပြီးတော့မင်းလေးနဲ့ပြစ်နော်ယဟန်ဂေါရမကိုလှုပ်ကြံတပ်ဖြတ်ရမယ်ဆိုပြီးတော့လေးသမားလွှတ်လိုက်တယ်လွတ်ပြီးတဲ့အခါကျတော့အမှုမပေါ်အောင်နှုတ်ပိတ်တာဘယ်လိုလုပ်တုံဆိုတော့မင်းယဟန်ဂေါရမကိုပြစ်တတ်ပြီးရင်ဘယ်လမ်းကလာခဲ့ဆိုပြီးတော့လမ်းမှာပေးလိုက်တယ်သူကအဲ့ဒီလမ်းကပြန်ခဲ့တေချာမှားတာနော်မင်းဘယ်လမ်းကသွားပြန်လာရင်ဘယ်လမ်းကလာခဲ့လုတ်ပြီးရင်ဘယ်လမ်းကလာခဲ့အဲ့ဒီသူလာမဲ့လမ်းကိုလေးသမား2ယောက်အဆောင်ချထားတယ်တိတ်ပုံအဆောင်ချတာအေးဟိုကောင်တယောက်လာလိမ့်မယ်မင်းတို့ပြစ်မလွတ်စေနဲ့ဒီကောင်တယောက်နဲ့2ယောက်ဆိုတော့တေးကြအောင်လောက်တာနော်2ယောက်အဲ့ဒီ2ယောက်ကိုလည်းပဲအဲ့ဒီကောင်ကိုတတ်ပြီးရင်မင်းတို့ဒီလမ်းဘယ်လမ်းကပြန်ခဲ့ဆိုပြီးတော့တေးချမှားတာလမ်းနေအဲ့ဒီလမ်းမှာ4ယောက်ချထားတယ်ဟို2ယောက်ကိုပြစ်တတ်ဖို့4ယောက်ချထားတယ်တခါအဲ့ဒီ4ယောက်ကိုလည်းပဲဘယ်လမ်းကပြန်ခဲ့လို့ဆိုပြီးတော့လမ်းနေမှားထားပြီးတော့8ယောက်ချတာအဲ့ဒီ8ယောက်ကတတ်ပြီးရင်မင်းတို့ဘယ်လမ်းကပြန်ခဲ့ဆို8ယောက်ကပြန်လာမဲ့လမ်းကိုတော့16ယောက်ချထားတယ်ကဲလေးသမားတွေအများကြီးပဲ30ကျော်ချတာ
အဲ့ဒါအမှုမပေါ်အောင်လုပ်တာလေဘလောက်ညံကောင်းတော့စဉ်းစားကြည့်ရှုအမှုမပေါ်အောင်ဘယ်သူတတ်တာမှမသိအောင်အမှုမပေါ်အောင်လုပ်တယ်အဲ့လိုစီမံပြီးတော့သူလည်းမင်းသားဆိုတော့လှုပ်တတ်မှာပဲဒါတွေကနော်ကလိန်ကကြစ်တွေလှုပ်တတ်တာအဲ့တော့သူစီမံချက်အတိုင်းလေးသမားတယောက်ကသွားရောဟိုရောက်တဲ့အခါကျတော့မြတ်စွာဘုရားထိုင်းနေတာတွေ့တယ်တပါးတည်းမြတ်စွာဘုရားလည်းမြင်လိုက်ရောဒုတုံနေတယ်သူမလှုပ်ရဲဘူးနော်ဘုရားရဲ့ဘုံတကူနဲ့မြင်နာနဲ့တယ်မဲ့သူကြောက်ရွံ့ပြီးဘာလို့မှမသိကြောက်လန့်နဲ့အဲ့ဒါလို့ခက်လန်းကနေမြတ်စွာဘုရားကိုကြည့်ပြီးကြောက်လန့်နေအဲ့တော့မြတ်စွာဘုရားမြင်တော့လာခဲ့လို့လှမ်းခေါ်လိုက်ပြီးတော့သူ့ကိုမြတ်စွာဘုရားတရားဟောတာတရားလည်းဟောလိုက်ရောတရားသူတတ္တဗံဖြစ်သွားတယ်မြတ်စွာဘုရားကမင်းဒီလမ်းကမပြန်နဲ့တခြားလမ်းကပြန်လမ်းလွှဲပြီးတော့လွှတ်လိုက်တယ်အဲ့တော့လမ်းကသူ့တတ်မလို့စောင့်နေတဲ့ကောင်တယောက်ကဒီကောင်မလာနဲ့လိုက်လာတော့ဘုရားနဲ့ပဲပဲမှတွေ့ပြန်ရောသူတို့ကဘုရားတတ်ဖို့မဟုတ်ဘူးလေဟိုလူတတ်ဖို့ဟိုလူရှာမတွေ့တာနဲ့ဘုရားစီရောက်လာကြတော့ဘုရားကသူတို့လည်းတရားဟောလိုက်တယ်ကျွတ်သွားပြန်ရောနောက်ထပ်သူတို့နှစ်ယောက်ကိုတတ်မဲ့လူ၄ယောက်ကမလာနဲ့ဆိုလိုက်လာကြပြန်ဘုရားနဲ့တွေ့ပြန်တွေ့တော့ဘုရားကနေပြီးတော့တရားဟောလိုက်ကျွတ်သွားတခြားလမ်းကပြန်သွားကြလူ၈ယောက်ကလွဲသွားပြန်လွဲသွားတော့လိုက်လာပြန်ရောမြတ်စွာဘုရားတရားဟောအကျွတ်တရားရတခြားလမ်းကပြန်ခင်းလိုက်တယ်16ယောက်ကစောင့်တာမလာဘူးမလာတဲ့အခါကျတော့သူတို့လည်းလိုက်လာကြတော့ဘုရားနဲ့တွေ့ဘုရားဟောတော့အားလုံးဟာအကျွတ်တန်းဝင်သွားကြဒေဝရရဲ့ဒီတပ်ဖြတ်တုတ်တင်ရေးလမ်းစဉ်ကြီးကမအောင်တော့အကုန်လုံးကိုယ်ကာဖြစ်သွားဒီလိုဆိုတာပေါ့လောက်ကြံတပ်ဖြတ်တဲ့လမ်းကြောင်းကြီးတွေအကုန်လွဲချော်ပြီးတော့အကုန်လုံးသွားတယ်တဲ့ဟောအဲ့ဒါလိုလောက်တာနော်လေးသမားတွေလွတ်ပြီးတော့အဲ့လိုတတ်ခိုင်းတာအဲ့ဒါလိုမရတဲ့အခါကျတော့ဒေဝရကအခဲမကြေဘူးခဲမကြေတော့အေးရန်ဂေါရမကိုငါကိုယ်တိုင်တတ်မယ်ဆိုရသော်ဗျာဂိစကုတ်တောင်ဆောင်မှာတောင်ရိပ်မှာအမြဲတမ်းလို့တော့အကြောင်းမှာသတင်းသုံးပြီးဈဉ္ဉံလျှောက်နေတတ်တယ်ရသော်ဗျာနေတဲ့နေရာသူကသိထားပြီးသားကြီးမားတဲ့ကြောက်တုံးကြီးတစ်တုံးကိုသူကိုယ်တိုင်သွားပြီးတော့အဲဒီမှာရသော်ဗျာဈဉ္ဉံလျှောက်တဲ့အချိန်မှာလှိမ့်ချတဲ့အခါကျတော့ကြောက်ဆောင်ကြီးနှစ်ခုနဲ့ဝင်ပြီးတော့တိုက်လိုက်တဲ့အခါအဲဒီကြောက်တုံးကြီးကအောက်ထီအောင်မကြဘူးကြောက်တုံးကြီးနှစ်ခုကနေဝင်ဆောင်းလိုက်ပြီးတော့တတော်လုံးဟိမ့်သွားပြီးတော့ကြောက်ချင်းရိုက်ခတ်တဲ့အတန်ကြောင့်ဟိမ့်သွားပြီရိုက်ခတ်တဲ့စွမ်းအားနဲ့ပဲကြောက်ဖက်ကြီးတစ်ခုကနေကွာပြီးတော့မြတ်စွာဘုရားခြေတော်ဝင်းမှန်ပါလေရောမြတ်စွာဘုရားခြေတော်ကိုထိလိုက်တော့အလွန်ပဲနာကျင်ပြီးတော့ရှေ့ဆက်လမ်းမလျှောက်နိုင်တော့ကြောက်တုံးကြီးလှိမ့်ချလိုက်တဲ့အတန်တို့ကြောက်တုံးကြီးခတ်မိတဲ့အတန်တို့တတော်လုံးဟိမ့်သွားတဲ့အခါရဟန္တာငါတွေဟာပြေးလာကြတယ်မြတ်စွာဘုရားထိသွားတယ်ဆိုတာလည်းသိတော့ပြေးလာကြပြီးတော့ထမ်းစင်နဲ့ထမ်းပြီးတော့မြတ်စွာဘုရားကိုဇီဝကဆရာကြီးရဲ့ဥယျာဉ်ဘက်ကိုခေါ်သွားပင့်သွားကြတယ်ပေါ့နော်အဲ့ဒီပင့်သွားတာမြတ်စွာဘုရားထမ်းစင်နဲ့ထမ်းယူသွားတာလမ်းမလျှောက်နိုင်တော့ဘူးခြေတော့တန်ရာရသွားတယ်လေမြတ်စွာဘုရားအသားတော်ကတော့ကွဲပြဲသွားတာမရှိဘူးတဲ့ဒါပေမဲ့ခြိမတစ်ခုလုံးဟာသွေးစိမ့်တီသွားပြီးတော့ရောင်အံ့ပြီးတော့လမ်းမလျှောက်နိုင်လောက်အောင်ဖြစ်သွားလို့ရဟန်းတန်ဃာတွေကထမ်းစင်နဲ့ထမ်းပြီးတော့မြတ်စွာဘုရားကိုပင့်သွားဟိုကြတော့ဆရာစီဝကဆေကုသပေးရတာစဉ်းစားတာကြည့်တော့ရဟန်းတန်ဃာတွေကဘလောက်စိုးရိမ်ပြီးတော့ရောက်ရခတ်နေကြမလဲတရင်နေမျိုးပြောကြတယ်အေးဒီဝထကဘုရားတတ်မလို့တဲ့ကြိုးစားနေပြီဘုရားကိုတတ်ဖို့လှုပ်ထားတဲ့လေးသမားတွေလွတ်တုံးကတော့အတန်သိမ့်မကြားလိုက်ဘူးတိုးတိတ်နဲ့ပြီးသွားတယ်ကြောက်တုံးလှိမ့်ချလိုက်တဲ့အချိန်ကျတော့အားလုံးကဟိုးလေးတကြော်ဖြစ်သွားတယ်ဟ
ဟိုးလေးတွေကြောင့်ဖြစ်သွားတော့ယဟန်တန်ဃာတွေကစိတ်မချဘူးမြတ်စွာဘုရားအနိပါမှာလာပြီးတော့ကင်းဆောင်ကြတာပေါ့နော်ခုခေတ်လို့ဆိုရင်ကင်းဆောင်တာပေါ့စာရွတ်တဲ့ကိုရောရွတ်စဉ္ညာလျှောက်တဲ့ကိုရောလျှောက်ဒုတ်တွေတော့ပါမထင်ပါဘူးအဲ့တော့အဲ့ဒါလို့ကင်းဆောင်ပြီးတော့နေကြတဲ့အခါမြတ်စွာဘုရားကအတန်ကြားတော့ခေါ်တယ်ဘာလို့ကြတာလဲခေါ်ပြီးတော့ဒီလိုပဲမြတ်စွာဘုရားကိုဒေဝရတ်ကလောက်ကြံမှုကြမ်းနေတယ်စိုးရိမ်လို့မြတ်စွာဘုရားကိုကာဝယ်ဆောင်ရှောက်ဖို့အခုလိုလုံခြုံရေးယူကြတယ်ပေါ့နော်လုံခြုံရေးယူထားတယ်လို့ဆိုမြတ်စွာဘုရားငါ့ကိုစောင့်ရှောက်ဖို့မလိုပါဘူးဆိုပြီးတော့ဘုရားဟောတဲ့ဂါထာလေးကဂါထာတော့မဟုတ်ဘူးစုံနိယလေးပေါ့အထာဏမေတံဘိက္ခဝေအနဝကာသောယံပရုပက္ကမေနတထဂတံဇီဝိတံဟောရောပေယအနုပက္ကမေနဘိက္ခဝေတထဂတပရိနိဗ္ဗာယန္တိအတိပ္ပယ်ကသူတစ်ပါးတွေလုံလပယောဂနဲ့မြတ်စွာဘုရားကိုသိအောင်လုပ်ဖို့ဆိုတာမဖြစ်နိုင်ဘူးတဲ့ဖြစ်နိုင်စရာအကြောင်းလုံးဝမရှိဘူး impossible လို့ပြောတာပဲအထာဏမေတံ impossible ဘယ်နည်းနဲ့မှမဖြစ်ဘူးဘုရားဆိုတာဟာသူတစ်ပါးရဲ့တပ်ဖြတ်မှုမပါဘဲနဲ့သဘာဝအတိုင်းသာလဲပြိဋိဘံဆံရိုးရှိတယ်ဆိုတဲ့ဒီစကားကိုမိတ်ချတာနော်အဲ့ဒီအထာဏမေတံဘိက္ခဝေအနဝကာသောအထာဏဆိုတာဖြစ်နိုင်စရာအကြောင်းမဟုတ်ဘူးအနဝကာသောဖြစ်နိုင်တဲ့အခွင့်အရေးမရှိဘူးယံပရုပက္ကမေနတထာဂတံဇီဝိတံဟောရောပိယသူတော်ဘာတွေကလုံလပြုတ်ပြီးတော့မြတ်စွာဘုရားကိုတတ်တယ်ဖြတ်တယ်ဆိုတာမဖြစ်နိုင်ဘူးတဲ့လုံးဝမဖြစ်နိုင်ဘူးအနုပက္ကမေနဘသူရဲ့လုံလမှာမပါပဲနဲ့တထဂတပရိနိဗ္ဗာယန္တိဘုရားဆိုတာသူ့အလိုလျောက်တာပြိဋိဘံဆန္ဒသူများတတ်လို့မသေးဘူးလို့ဆိုလို့တယ်ပေါ့အဲ့ဒါလေးကိုမန္တန်အဖြစ်အသုံးချကြတယ်နော်မန္တန်အဖြစ်သုံးချလို့ရတယ်တဲ့ယုံကြည်လို့ရှိရင်တော့လုပ်ပေါ့သူများတွေကကိုယ့်ကိုလှုပ်ကြံတပ်ဖြတ်ခြင်းကမတတ်နိုင်ဘူးတဲ့တချို့ဆရာတော်ကြီးတွေအဲ့ဒါကိုရွတ်တယ်သူများတွေကမလှုပ်ကြံနိုင်ဘူးမြတ်စွာဘုရားကိုခုံကိုအာယုံပြုတ်ပြီးတော့အထာဏမေတံဘိက္ခဝေနဝကသောယံပရုပက္ကဝေနတထာဂတံဇီဝိတံဟောရောပိယအနုပက္ကဝေနဘိက္ခဝေတထာဂတပရိနိဗ္ဗာယန္တိဆိုတဲ့ဒီစာပိုက်ကလေးကိုအမြဲတမ်းရွတ်ဖတ်တရေဆယ်ပြီးတော့မြတ်စွာဘုရားကိုကြည်ညိုတဲ့အနေနဲ့ကုသိုလ်စိတ်တွေပွားမယ်ဆိုရင်တော့အကျိုးတော့ဖြစ်မှာပါပဲသိကြတယ်နော်ဘုန်းကြီးတို့မှတ်တမ်းတွေထဲမှာမြန်မာနိုင်ငံမှာတစ်ချိန်တုန်းကဒီလွတ်လပ်ရေးမရခင်အချိန်ဒုတိယကမ္ဘာစစ်အပြီးမှာပလိယောဂါတွေကြီးကျယ်ဖြစ်တယ်အင်္ဂလိပ်လက်ထက်ကနောက်ပိုင်းမှာပလိယောဂါတွေတားဖြစ်တယ်အင်္ဂလိပ်ပြန်ဝင်လာတဲ့အချိန်နဲ့တူပါတယ်ဒုတိယကမ္ဘာစစ်မှာပလိယောဂါတွေဖြစ်တယ်ရွာတွေမှာတိမ်ပြီးတိမ်ဆိုတာလို့လူတွေဟာသိဆုံးကြတယ်အဲ့ဒါလို့အကြီးကျယ်ပလိယောဂါတွေဖြစ်တဲ့အခါပရိတ်တော်တွေရွတ်ကြနောက်ဆုံးမှာအဲ့ဒါလို့ပရိတ်ရွတ်တာတောင်မှပဲသိဆုံးမှုနှုံတာရော့မကြသေးဘူးတဲ့အဲ့ဒီမှာဘုန်းကြီးတို့ရဲ့ဆရာတော်ကြီးကဓနုပြုစံခင်းရွာမှာတရင်သုံးတာအဲ့တော့ဒါမို့စံခင်းဆရာတော်လို့ခေါ်တယ်အဲ့ဒီဓနုပြုစံခင်းမှာနေတဲ့အချိန်မှာစံခင်းရွာမှာပလိယောဂါတွေဖြစ်တဲ့အခါမှာဒါတွေရွတ်တာနောက်ဆုံးမှာဆရာတော်ကြီးကပရိတ်တေကြီးပဲမဟုတ်ဘဲနဲ့အထာဏမေတံထည့်ပြီးတော့ရွတ်တဲ့အခါကျတော့မှအသေးပြောက်တွေဟာရနာသွားတယ်လို့ဒီလိုဆိုတယ်အဲ့ဒါလို့မှတ်ထားတာရှိတယ်ပေါ့နော်ဒါကဘာဖြစ်လို့လဲဆိုတော့ပလိယောဂါကြောင့်လူတွေသေတာတော့ယောဂါကြောင့်သေတာသေပါများလာတဲ့အခါကျတော့မကောင်းဆိုးဝါးတွေရောက်လာတယ်ပေါ့နောက်ဆုံးမှာယောဂကြောင့်သေတာတဲ့မကောင်းဆိုးဝါးကြောင့်သေတာတွေများလာတယ်ဒါကြောင့်မလို့ပရိတ်တွေရွတ်အတ္တနာမေတ္တာရွတ်တဲ့အခါကျတော့မကောင်းဆိုးဝါးတွေကမနေနိုင်ဘူးထွက်ပြေးကုန်ကြတယ်အဲ့ဒါလို့နဲ့ယောဂဝေဒနာတွေပျောက်ကင်းသွားတယ်လို့ဒီလို
ဆရာတော်ကြီးမိန့်ကြားတဲ့စကားကိုကိုးကားပြီးတော့ရေးထားတာတွေရှိတယ်ပေါ့နော်အေးအဋ္ဌနာမေတ္တံဆိုတာအဲ့ဒီတုန်းကမြတ်စွာဘုရားကယဟန်တွေကိုမိန့်ကြားခဲ့တဲ့စကားပဲတက္ကလိကသုတ်တံဆိုပြီးတော့တန်ရုပ်ပါဠိတော်မှာမြတ်စွာဘုရားဟာခြေထောက်မှာထိမှန်ထားသည့်အတွက်ကြောင့်ကြီးမားတဲ့ဝေဒနာကြီးခံစားအဲ့ဒီလိုခံစားတဲ့အခါမှာအဲ့ရပေါ်မှာမြတ်စွာဘုရားလဲလျောင်းနေရတယ်လမ်းမလျှောက်နိုင်ဘူးအဲ့ဒီအချိန်မှာမြတ်စွာဘုရားညည်းညူမှုပြုသလားဆိုမညည်းဘူးမြတ်စွာဘုရားမျက်နှာတော်မှာညည်းညူတဲ့မျက်နှာမရှိဘူးသို့တော်လမ်းမလျှောက်နိုင်တာတော့သိချင်နတ်တွေကညကြတော့ခိလနာလာမေးတဲ့အနေနဲ့လာကြတယ်ဒါလောက်ကြီးမားတဲ့ဒဏ်ရာကြီးဖြစ်တာတောင်မှပဲမြတ်စွာဘုရားဟာညည်းညူတာမရှိသည့်အတွက်ကြောင့်နတ်တွေပြမာတွေလာသမျှတွေကချီးမွမ်းပြီးတော့သွားကြတယ်တတ္တိကောင်းလိုက်တာခန္ဓာကြီးရှိလိုက်တာတကယ်ကိုပဲဥဒ္ဒဘလို့ရှင်သေမင်းလို့ရဲစွမ်းတတ္တိရှိပါပေတယ်လို့မြတ်စွာဘုရားကိုချီးမွမ်းပြီးတော့သွားကြတယ်တစ်စက်ကလေးမှမငြီးဘူးအဲ့ဒါလို့အဲ့ရထဲမှာမြတ်စွာဘုရားခြေထောက်နာမပြောက်မချင်းအဲ့ရထဲမှာကျိတ်ဆက်တော်မူနေရတဲ့အချိန်ခါပေါ့နော်အဲ့ဒီမှတ်တမ်းလေးလည်းပဲရှိတယ်ပေါ့တကယ်တော့မြတ်စွာဘုရားခြေထောက်ဟာကွဲရှပြီးသွေးတွေထွက်သွားတာတော့မဟုတ်ဘူးမြတ်စွာဘုရားရဲ့ခန္ဓာကိုယ်ဟာအဘိစ္စကာယတဲ့ဘယ်လိုမှသူများရဲ့ပယောဂနဲ့ဖောက်ထွင်းလို့မရဘူးလို့ဆိုတယ်သို့တော့သွေးပုတ်တွေကိုထုတ်တဲ့အခါကျတော့ဆရာဇီဝကကနေပြီးတော့သွေးကိုဖောက်ထုတ်ပေးတဲ့အခါကျတော့စေရနာနဲ့လှုပ်တာဖြစ်သောကြောင့်မြတ်စွာဘုရားယောဂပြောက်အောင်ကုသတာဖြစ်သောကြောင့်အဲ့ဒီလိုခွဲထုတ်တဲ့အခါကျတော့သွေးပုတ်တွေတော့ထွက်သွားတယ်သူများရဲ့လက်ချက်နဲ့မြတ်စွာဘုရားအသားအရည်စုပ်ပြတ်သွားတာမဖြစ်ဘူးတဲ့ဟာဒီလိုဆိုတယ်အေးမြတ်စွာဘုရားသခင်ကိုတော်မြတ်ဟာအချိန်တော်တော်ကြာမြတ်တစ်ပတ်နှစ်ပတ်ဆိုတာလို့အဲ့ရတဲ့မှာလဲလျောင်းပြီးတော့နေရတဲ့အနေအထားမျိုးဟာဒေဝဒတ်ကနေပြီးတော့အဲ့ဒီလောဟိတုပ္ပါဒကကံလို့ခေါ်တဲ့ကံကြီးကိုစတင်ကျူးလွန်လိုက်တာပဲအဲ့ဒီအချိန်မှာမြတ်စွာဘုရားကိုသွေးဆုံးတေအောင်လုပ်တယ်အနန္တရိယကံမျိုးထဲမှာကံ၅မျိုးဆိုတာအမေတ္ထာယေမာတုကာရကအဖေတ္ထာပိတုကာရကအရဟန္တကာရကယဟန္တာကိုတတ်တယ်မြတ်စွာဘုရားကိုသွေးစိမ့်တီအောင်လုပ်တယ်လောဟိတုပ္ပါဒကတန်ခါသင်ခွဲတယ်တန်ခါဗေဒကဒီကံကြီး၅ခုကိုဂရုကကံလို့ခေါ်တယ်အဲ့ဒီဂရုကကံကျွလွန်ပြီဆိုလို့ရှိရင်ကတော့ဘယ်ကံကမှဝင်ပြီးတော့ဟန်တားနိုင်ခြင်းမရှိဘူးတေသည်အချမဲ့မှာတေချာပေါက်အပဲ့ငဲသွားတာပဲအဲ့ဒီပုဂ္ဂိုလ်ကတော့တေချာပေါက်ဘယ်ပုဂ္ဂိုလ်ပဲကျွလွန်ပြီးလို့ရှိရင်ဒီကံကြီး၅ပါးတဲ့တခုခုကျွလွန်ရင်တေသည်အချမဲ့မှာအပဲ့ငဲပဲရောက်တယ်တဲ့ဒီလိုဆိုတာပေါ့နော်ဒေဝဒတ်ဟာအခုလောဟိတပါရကကံကိုဒီလိုကျွလွန်စော်ကားခဲ့တာဖြစ်တယ်ပေါ့တရားချစ်ခင်သူတော်စင်ပြိဿပေါင်းတို့ဘုရားမြတ်စွာသက်တော်82နှစ်နောက်ပိုင်းအရွယ်မှာယခုလိုဒီကြီးမားတဲ့ပြဿနာတွေဖြစ်ပေါ်လာခဲ့တယ်သာသနာတော်တွင်မှာမလိုလားအပ်တဲ့အချက်တွေဖြစ်ပေါ်လာခဲ့တယ်အဲ့ဒါလိုဖြစ်ပေါ်လာတော့လည်းပဲမြတ်စွာဘုရားရဲ့မေတ္တာကရုဏာအမြော်အမြင်တို့နဲ့ဒီပြဿနာတွေကိုဖြေရှင်းဆုံးဖြတ်သွားတာသာဖြစ်တယ်ဘယ်ပုဂ္ဂိုလ်ကိုမှမလိုမုန်းထားခြင်းဆိုတဲ့စိတ်ဓာတ်မျိုးမြတ်စွာဘုရားမှာမရှိဘူးလောကသားတို့ရဲ့အကျိုးဆက်လက်ပြီးတော့ဆောင်ရွက်တော်မူတာသာဖြစ်တယ်ဆိုတာကိုနာယူမှတ်သားကြပြီးဘုရားမြတ်စွာရဲ့ဘဝတခွေအကြောင်းကိုကြီးညိုလေးစားစွာမှတ်သားကြရလို့ကုသိုလ်တရားဖြစ်ပွားနိုင်ကြပါစေကုန်သတည်းမေတ္တာပွားရအောင်တတ္တဝါများစွာဖေးရန်กว่าချမ်းသာကြပါစေတတ္တဝါများစွာဖေးရန်กว่าချမ်းသာကြပါစေ
မေတ္တာရေချမ်းသုံးငါဖြံငြိမ်းချမ်းကြပါစေမေတ္တာရေချမ်းသုံးငါဖြံငြိမ်းချမ်းကြပါစေသက်ရှိချမ်းသာစိတ်ချမ်းသာတို့ရဆန္ဒပြေပါစေသက်ရှိချမ်းသာစိတ်ချမ်းသာတို့ရဆန္ဒပြေပါစေဖုံလန္တာဒုက္ခပင်ကစားမေတ္တာပုံနေတုသင်္ကမမနောတရတိတဗေတံဘဝယန္တုဒုက္ခနကမေတ္တာပုံနေတုသင်္ကမစုပေါင်းဖို့အမေတ္တာတဟုရောင်မြူပါဝင်ငွေလာမင်းနှင့်ရောင်ချင်းရှဲယုံပေါင်းဆောင်ရခြင်းကြောင့်တဗေတံကျွမ်းမဲ့ဥဒ္ဒုံလုံးစုံများစွာတတ္တဝါတို့၏မနောတရတိမြင့်မြတ်ဖြူစင်အေးကြည်လင်းသည့်ရေစင်ပြည့်တင်းစိတ်နှလုံးတည်ဟုသောရေအိုင်ကြီးအတွင်၌ဒုက္ခပင်ကစားစင်တော်ရအေမြจิตာတာယာပွင့်လန်းချမ်းသာဒုက္ခတည်ဟုသောကုမုဒ္ဒရာဇာဗန်တို့သည်ဖုံးလန်းတော်ဝန္တာရွှင်မြူဝမုံလူလျက်ကြည်နူးပွဲကြုံဖူးပွင့်ကြကုန်သည်ဖြစ်၍ဒုက္ခနကလေးအောင်လေးတဲ့ရောရှက်သင်ပြန့်ပီတိတည်ဟုသောယနန်တို့သည်ဘဝယန္တုကောင်းစွာမဲ့သွေကြိုင်လိုက်၍နေကြပါစေကုန်သတည်း